The Odyssey စကားကိုမကြည့်ခင်ကျွန်တော် try ကိုကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တော်တော်လေးလဲကောင်းတဲ့စကားပါစကားပြီးရနေကျွန်တော်နောက်ရက်ကိုမဆောင်နိုင်တော့ပဲဒီနေ့ညအတွက် The Odyssey လက်မှတ်ကိုဖျက်လိုက်ပါတယ် Hi guys ချမ်းပါဒီနေ့ကတော့ Christopher Nolan ရဲ့ The Odyssey ကိုတွားကြည့်မှာဖြစ်ပါတယ် Let's go The Odyssey စကားကတော့ Greek တန်နာကြီးလား Odyssey ရဲ့ပြင်ပြန်ခီးလန်းကိုရိုက်ထားတာပဲဖြစ်ပါတယ်အရင်ဆုံးရုပ်ရှင်ုံထဲမှာစားဖို့မုံနဲ့ပပဝယ်မယ်ရေနဲ့ဖြိုလေးတစ်ခုလောက်တော့ဝယ်ပါမယ်ဒီ Odyssey စကား international မှာတော်တော်လေးကို hype ဖြစ်နေတာပါဘာလို့လဲဆိုတော့နာမည်ကြီးရုပ်ရှင်တွေဖြစ်တဲ့ Interstellar ဒန်ခစ်တိုရဲ့ director ဖြစ်တဲ့ Christopher Nolan ရိုက်ထားတဲ့စကားဖြစ်လို့ပါဒီရုပ်ရှင်တစ်ခုလုံး performance အကောင်းဆုံး film camera ဖြစ်တဲ့ IMAX 70mm နဲ့ရိုက်ထားဖြစ်ပါတယ်ဒီ 70mm ရုပ်ရှင်ရုံတွေကတော့ကမ္ဘာမှာနည်းနည်းပဲရှိပါတယ်ကျွန်တော်နေရဲ့အခုအပူဓာကြီးမှာတော့ရိုးရိုး IMAX စိုက်နေပဲကြည့်ရမှာပါ17ခွဲကအနီးဆိုရင်လည်းမော်ထဲမှာတော့လူအပြည့်ပါပဲပြမဲ့ချိန်နေပြီဆိုတော့နည်းနည်းလေးသွားလိုက်အောင်17ခွဲကအနီးဆိုတော့ဟုတ်ကဲ့ဒီမှာနည်းနည်းပပပြန်သွားကြည့်ပါဒါတော့ Galleria Moria VOH Cinema ပါအခြားရုပ်ရှင်တွေလည်းပြနေပါတယ်ဒါတော့ကျွန်တော်ကြည့်မဲ့ The Odyssey ရုပ်ရှင်ပါ Screen size ကြီးကတော့ share ကြီးပါပဲကျွန်တော်ကရှေ့3ရိုး4ရိုးလောက်မှာရဆိုတော့ရန်တော့နည်းလေးတော့မော့ကြည့်ရပါတယ်အထဲက surround sound နေနေဆိုတော့ trailer ကြည့်ရတာပေါ့တော်တော်လေးကိုမိုက်ပါတယ်Tom Holland ကိုရွေးတဲ့အကြောင်းပြချက်ကိုလည်းစကားကြည့်ပြရလို့ရှိရင်သိပါလေတော့ Tom Holland ရဲ့ character နဲ့ကိုင်းကြီးရဲ့တကားလို့မြင်ပါတယ်ပြီးတော့ဘာလို့ဒီ Christopher Nolan က Oppenheimer ပြီးရတဲ့ဒီ Odyssey ကိုရိုက်ဖို့ဆက်ပြီးတော့ရွေးချယ်ပြစ်သွားတယ်လေဆိုတော့စကားကြည့်ပြီးရလို့ရှိရင်သိမယ်လို့ထင်ပါတယ်တော်လေးကိုမိုက်ပါတယ်နောက်တော့ video ကြီးကြည့်ဖို့ follow သွားလို့ရပါတယ် thank you